လူသားရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေထဲမှာတကယ်ကိုအံ့ဩစရာကောင်းတဲ့အကြောင်းအရာတစ်ခုရှိပါတယ်။အဲ့ဒါကတော့ကနင်းငယ်လေးတွေဘာသာစကားကိုဘယ်လိုများသင်ယူတတ်မြောက်လာတယ်လဲဆိုတာပါပဲ။ကဲဒီအကြောင်းကိုအတူတူကြည့်လိုက်ကြရအောင်။ ဟုတ်တယ်ပါစဉ်းစားကြည့်လီစကားတစ်လုံးမှမပြောတတ်သေးတဲ့ကလေးလေးတစ်ယောက်ကနှစ်လေးအတွင်းမှာဘလို့ရုပ်ပြီးစကားကိုရေးလေအောင်ပြောတတ်သွားတာလေဒါကတကယ်ကိုမေးစရာမေးခွန်းတစ်ခုပဲဒီနေ့ဒီအကြောင်းကိုပဲအထူးထားပြီးပြောပြတော့မှာပါဒီဘာသာတကားတင်ယူမှုခရီးစဉ်ကိုပိုပြီးမြင်တာအောင်ဒီလိုလေးစဉ်းစားကြည့်ကြရအောင်ဒါဟာအိမ်တလုံးဆောက်တာနဲ့တော်တော်တူပါတယ်အုံမီချရာကနေစပြီးတဖြည်းဖြည်းနဲ့အိမ်တလုံးလုံးပြီးသွားတဲ့အချီပေါ့အဲ့ဒီတော့ဒီခရီးစဉ်ကိုဘာသာတကားအိမ်တလုံးတိဆောက်ခြင်းဆိုရပုံစံနဲ့လေ့လာကြည့်ကြမယ်အိမ်တလုံးဆောက်တဲ့ဆိုရင်ဒီဇိုင်းပုံစံ plan ရှိသလိုပဲဒီဘာသာစကားတင်ယူမှုမှာလည်းကြိုတင်ခန့်မှန်းလို့ရတဲ့အဆင့်တဲ့အတိုင်းတိတိကျကျတိုးတက်သွားပါတယ်။ပြောရရင်ဆက်သွယ်ပြောဆိုနိုင်စွမ်းကိုအခြေခံကနေစပြီးတိဆောက်သွားတဲ့ဒီဇိုင်းပုံစံတစ်ခုလိုပါပဲ။ကဲဒီမှာကြည့်လိုက်ရင်အဲ့ဒီခရီးစဉ်တစ်ခုလုံးရဲ့အချိန်ဇယားကိုတွေ့ရပါမယ်။အဆင့်9ဆင့်ရှိတယ်။ပထမဆုံးမွေးစကနေ12လအထိအုတ်မြစ်ချတဲ့အဆင့်။ပြီးတော့ပထမဆုံးအုတ်ချက်တီစပူတင်တဲ့12လကနေ18လ။နောက်အုတ်ချက်တီကိုစင့်တင်းတဲ့18လကနေ24လပြီးရင်နိုင်ရန်ဒီတီဆောက်တဲ့24လကနေ30လနောက်ဆုံး30လကျော်မှာတော့အိမ်တလုံးလုံးပြီးသွားတဲ့အဆင့်ပေါ့ကဲဒီစင့်တွေကိုတစ်ခုချင်းစီအသေးစိတ်ကြည့်ကြရအောင်ကဲခရီးစဉ်ရဲ့ပထမဆုံးအဆင့်အခြေခံအုတ်မြစ်ချတဲ့အဆင့်ကိုစလိုက်ရအောင်ဒါကတော့မွေးစားနဲ့12လအထိပေါ့ဒီမှာအရေးကြီးဆုံးအချက်ကဘာလဲဆိုတော့တကယ်စကလုံးတွေမပြောတတ်ခင်အများကြီးကလေးကကလေးတွေကဆက်သွယ်ပြောဆိုနေကြပြီဆိုတာပါပဲစကလုံးတွေနဲ့မပြောတတ်သေးပေမဲ့သူတို့မှဆက်သွယ်တဲ့နည်းရိုင်းတွေရှိပါတယ်ဥပမာဗိုက်စာရင်နေလို့မကောင်းရင်ငိုတယ်ဒါကသူတို့ရဲ့အစောဆုံးဆက်သွယ်မှုပုံစံပဲပြီးတော့တတောင်တတာဖြစ်နေရင်တခုခုနဲ့ချစ်စရာအတန်လေးတွေလုပ်တယ်နောက်လက်ညှိုးထိုးပြတာလက်ပြတာလိုမျိုးလက်ဟန်ချန်တွေတုံးလာတယ်ဒါတွေအားလုံးကတကယ်စကားပြောဖို့အထက်မရှိမဖြစ်လိုအပ်တဲ့အခြေခံအုံမြစ်တွေပါပဲအဲ့ဒီထဲမှာ babbling လို့ခေါ်တဲ့မပီကလာပြောဆိုခြင်းဆိုတာကတော်တော်လေးအရေးကြီးပါလေ babbling ဆိုတာကဘာလဲဆိုတော့ဘာတို့ဒါတို့လိုအတန်လေးတွေကိုထက်ခါရွတ်နေတာမျိုးပါအန်ဩရှာကောင်းတာကကဘာပေါ်ကခလေတိုင်းဘယ်ဘာသာစကားပတ်ဝန်းကျင်မှာကြီးပြင်းလာသည်ဖြစ်စေဒီလိုအတန်မျိုးတွေထွက်ကြတာပါပဲဒါဟာနောက်ပိုင်းမှာတကယ်စကလုံးတွေပြောတော့မယ်ဆိုတဲ့အချက်ပြမီလို့ပါပဲကဲအုတ်မြစ်ချပြီးပြီဆိုတော့အပေါ်ကနေအုတ်ချက်တီစတင်ရမယ်အချိန်ရောက်လာပါပြီဒါကတော့အသက်12လကနေ24လအရွယ်ပထမဆုံးစကားလုံးတွေစပြောတဲ့စိတ်လှုပ်ရှားစရာကောင်းဆုံးအဆင့်တစ်ခုပါပဲဥပမာကလေးတစ်ယောက်ကပန်တီလုံးပြောလိုက်တယ်ဒီစကားလုံးတစ်လုံးတည်းကအဓိပ္ပာယ်အများကြီးဖြစ်နိုင်ပါတယ်ပန်တီစားချင်တယ်လို့တောင်းဆိုတာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ဟိုမှာပန်တီတစ်လုံးတွေ့တယ်လို့လက်ညှိုးထိုးပြီးပြောပြတာလည်းဖြစ်နိုင်တယ်ဆိုတော့စကားလုံးတစ်လုံးတည်းကဝါကြတစ်ချောင်းလုံးရဲ့အဓိပ္ပာယ်ကိုသိဆုံးထားတာပါအခုနောက်ဥပမာလိုမျိုးစကားလုံးတစ်လုံးတင်းနဲ့ဝါကြတစ်ချောင်းစာအဓိပ္ပာယ်ကိုဖော်ပြတာကိုဘာသာပြေတာမှာ hollow phrase လို့ခေါ်တယ်ဒီအစစ်မှာစကားလုံးတစ်လုံးတည်းကဘယ်လောက်တောင်အစွမ်းထက်တယ်လဲဆိုတာကိုပြနေတာပဲပန်တီဆိုတဲ့စကားလုံးလေးတစ်လုံးကတောင်းဆိုမှုပြောပြမှုအချိန်နဲ့ပုံမူတည်ပြီးအဓိပ္ပာယ်အမျိုးမျိုးဖြစ်သွားနိုင်တယ်များသောတင်ကလေးတွေကအသက်18လလောက်မှာစကလုံးအလုံး90လောက်ကိုသိလာတတ်ကြတယ်။အဲ့ဒီ90ပြီးသွားတဲ့အချိန်မှာပဲအံ့ဩစရာကောင်းတဲ့အလှည့်ပြောင်းတစ်ခုဖြစ်လာပါတယ်။အဲ့ဒါကို vocabulary explosion ဒါမှမဟုတ်ဝါဟာရပောက်ကွဲမှုလို့ခေါ်ကြတယ်။ဒီအချိန်ကစပြီးကလေးတွေကစကလုံးသက်တွေကိုအရှိန်ဟုန်နဲ့တိုးပြီးသင်ယူသွားတာပါပဲ။အဲ့လိုစကလုံးတွေအများကြီးသိလာပြီဆိုတော့နောက်တစ်ဆင့်ကဘာဖြစ်လာမလဲ။ဟုတ်ကဲ့အုတ်ချက်တွေကိုစပြီးပေါင်းဆက်တော့မှာပေါ့။ဒါကတော့စကလုံးနှလုံးတွဲအဆင့်ကိုဝင်ရောက်လာတာပါပဲ။ရိုးရှင်းတဲ့စကားစုလေးတွေစပြီးဖွင့်လာပါပြီဥပမာ no tet ဆိုတာမျိုးပေါ့ဒါကစကားလုံးနှလုံးတွဲစကားစုရဲ့နမူနာကောင်းတစ်ခုပဲအရေးကြီးတဲ့စကားလုံးနှလုံးကိုပဲရွေးပြီးပြောတာဖြစ်တဲ့အတွက်ကျေနန်းရိုက်တဲ့ပုံစံနဲ့တူတယ်ဆိုပြီးဒီအဆင့်ကို telegraphic speech လို့လည်းခေါ်ကြတယ်ဒါဟာတတားရဲ့အခြေခံကိုစောက်ပြီးနားလည်လာပြီးဆိုတဲ့တသေးပါပဲအုတ်ချက်တွေကိုနှစ်ခုတွဲတက်ပြီးဆိုတော့အခုပါလာမလဲဟုတ်ပါနဲ့နိုင်ရန်နေစပြီးတိဆောက်တော့မှာပါအတန်း24လမြင့်ကျော်လာပြီဆိုရင်ဘာသာစကားဟာတကယ်အဆောက်အုံအခုလိုပုံစံကျလာတဲ့အစင်းမြင့်တဲ့အပိုင်းတွေကိုရောက်လာပါပြီ
ဒီမှာကြည့်လိုက်ရင်အဲ့ဒီတိုးတက်မှုကိုရှင်းလင်းတွေ့နိုင်ပါတယ်ဘယ်ဘက်က telegraphic stage မှာဆိုတာတာကုကီစားချင်ဆိုလို့တိုးနဲ့လိုရင်းပဲပြောတယ်ညာဘက်က multi watt stage ကိုရောက်လာတော့ဘိုက်စားလို့တာကုကီစားချင်တယ်ဆိုပြီးဘာလို့လဲဆိုတဲ့အကြောင်းပြချက်တွေပါလာပြီမိကွန်းတွေကလည်းဘာလဲဘယ်မှာလဲဆိုတာလောက်ကနေဘာကြောင့်လဲဘလို့လဲဆိုပိုရှုပ်ထွေးတဲ့မိကွန်းတွေဖြစ်လာတယ်ဒီလို watch ချက်တိုးလေးတွေကနေရှုပ်ထွေးအတွဲခေါ်တွေကိုဖော်ပြနိုင်တဲ့အထိတိုးတက်လာပုံကတကယ်ကိုအံ့ဩစရာပဲနော် အဲ့ဒီလိုနဲ့အရှင်ကဟုန်နဲ့တိုးတက်လာပြီးတော့အသက်9နှစ်အရွယ်လောက်ရောက်တဲ့အခါမှာတော့ကလေးအများစုဟာပိုရှည်တဲ့စကားဝိုင်းတွေကိုပြောဆိုနိုင်လာပြီးရိုးရှင်းတဲ့ဇလံလေးတွေပြောပြတတ်လာပြီးရှုပ်ထွေးတဲ့အတွေ့အမြင်တွေခန်းစားချက်တွေကိုတောင်ဖော်ပြနိုင်လာပါပြီပြောရရင်တော့ကျွန်တော်တို့ရဲ့ဘာသာစကားအင်ကြီးကတော်တော်လေးပြည့်ပြည့်စုံနေပြီပေါ့ ကဲဒီလောက်ဆိုရင်ကလေးတယောက်ဘာသာစကားကိုဘလို့တင်ယူလဲဆိုတဲ့ခရီးစဉ်ကိုမြင်ဖလောက်ရောက်ပေါ့ဒါပြီးမဲ့ဒီအဆင့်တွေကိုသိချတာကဘာကြောင့်အရေးကြီးတာလဲလက်တွေ့မှာဘလို့အသုံးဝင်တယ်လဲအဲ့လေးကိုစက်ကြည့်ကြအောင် ဒီခရီးစဉ်ကိုနားလည်ထားရင်ကျွန်တော်တို့ကဒီတိဆောက်သူလေးကိုကူညီပေးလို့ရပါတယ်အများကြီးလုပ်ပေးစရာမလိုပါဘူးနေ့စဉ်ဘဝထဲမှာပဲသူတို့နဲ့စကားများများပြောပေးတာစာအုပ်တွေပုံမြင်တွေဖတ်ပြတာစိတ်ကူးရင်ကစားနည်းတွေအတူတူကစားပေးတာသူတို့ဆက်သွယ်ဖို့ကြိုးစားတိုင်းမှာစိတ်ရှည်ရှင်နဲ့တုံ့ပြန်ပေးတာဒါတွေအားလုံးကသူတို့ရဲ့ဘာသာစကားအင်ဂျီကိုပိုခိုင်မာအောင်တိဆောက်ပေးရရောက်ပါတယ် ဒီတော့နောက်ဆုံးအနေနဲ့ဒီမေးခွန်းလေးနဲ့အဆုံးသတ်လိုက်ခြင်းပါတယ်ဘာမှမပြောတတ်တဲ့တိတ်ဆိတ်ချင်းကနေရှုံထွေးတွေဝါချတွေပြောနိုင်တဲ့အထိဒီလောက်တောင်အံ့ဩစရာကောင်းပြီးမြန်ဆန်တဲ့ခီးစင်ကြီးကတကယ်တော့လူသားတွေရဲ့ဦးနောက်ထဲမှာဝတ်ထားတဲ့အမကန်စွမ်းအားတွေအကြောင်းဘာလို့များဖော်ပြနေရလဲဒါကတော့ကျွန်တော်တို့အားလုံးဆက်ပြီးတွေးတောဆင်ခြင်စရာပါပဲ